မိတ်ဆက်ပေးပါဗျကျွန်တော်ကတော့ဘုရားစစ်တပ်ကပြန်လဲပြောနေတယ်မြန်မာပြည်နယ်ဒင်းကိုရဲ့ပြည်နယ်ဥပဒေတောင်းတာ။အဲဒီကြီးကတော့ကျွန်တော်တို့မျိုးစေ့ဆွဲနေတော့ကျွန်တော်ပြည်နယ်ဘက်မှာရှိတဲ့မျိုးစေ့ဆွဲတွေအားလုံးပြန်လဲပြောရေးစေးဖြတ်ကုသရေးနဲ့ပြန်လဲပြောရေးလုပ်ပေးနိုင်ဖို့ကျွန်တော်တို့တင်တဲ့ဖွင့်ရတယ်။ဒီတင်ကျွန်တော်တို့ကမျိုးစေ့ဖြတ်ဖို့မှာအခန်းကဏ္ဍ3ရက်နဲ့ပေါ့တော့အဲဒီပထမဆုံးတစ်ရက်ကတော့ကျွန်တော်တို့ကိုရိုင်းကစေးဖြတ်ခြင်းတဲ့လည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်နောက်တစ်ခုကရက်ွက်ကြေးရာတွေမှာမျိုးစေ့သုံးစွဲနေတဲ့တွေ့တယ်ကျွန်တော်တို့ချုပ်ရပိုင်းတွေကချိတ်ဆက်လာရှိတယ်အဲဒီလိုရှိရင်တခြားသောအပြင်ပရိုက်တာတွေကနေပြီးတော့စေးဖြတ်လာတဲ့ဒီနာတွေကိုကျွန်တော်တို့ပို့ဆောင်ပေးရရှိပါတယ်အဓိကတော့ကျွန်တော်တို့ကလေရုပ်ပိုင်းဆိုင်ရာပြုပြောင်းလဲမှုကိုကျွန်တော်တို့နံပါတ်1အနေနဲ့ကျွန်တော်လုပ်တယ်နောက်ပါဒုတိယအနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာပြုပြောင်းလဲမှုပိုင်းကျွန်တော်နှစ်ပိုင်းခွဲခြားပြီးတင်ပြပို့ချပါတယ်ပါမှာတော့ကျွန်တော်ဦးကြောင့်မျိုးကျွန်တော်အများကြီးရှိတယ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့10နှစ်လောက်ကမွေးစီကလုပ်ငန်းကိုဒီနေ့မှာဒီဇိုင်းမမလောက်လာတယ်ဆိုတော့လက်ရှိကျွန်တော်တို့မွေးစီကရင်းထားတဲ့ဒီပိုင်းမှာရင်းထားတဲ့ခါကအဲ့ဆိုအဲ့မှာဟိုကနောက်ပိုင်းပါလာတယ်ဆိုတော့ဒီလိုပါလာတဲ့ရင်းထားတဲ့ပုံစံကိုဒီလိုစိတ်ပိုင်းဆိုင်ရာကြီးကြိုင်ရွေးမှုအဲ့ဒီမှာကျွန်တော်တို့တင်းတင်းချောက်ချောက်ပိုင်းမှာလည်းထည့်ခဲ့ဒီမှာတို့ကတော့လက်ရှိကာလအနေနဲ့ကျွန်တော်တို့က3လချိန်လာပါတယ်နံပါတ်1တစ်လမှာတစ်လတော့ရက်30ကျော်ကျွန်တော်တို့ကရှင်းပြကုသရေးပိုင်းကိုတော့ပါတယ်ဒုတိယရက်60မှာတော့ကျွန်တော်တို့ကပြန်လဲကျွန်တော်ရေးပိုင်းကိုနှစ်ပိုင်းနဲ့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့လုံးဝဝိစီဝကင်းစင်သွားဖို့ဆိုရင်တော့ကျွန်တော်တို့အချိန်ကြီးထက်မကဘူးနိုင်တယ်ဒီလူနာတယောက်အနေနဲ့လည်းကိုယ်တိုင်ကစိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ပိုင်းကိုစိတ်ဖြတ်နိုင်တဲ့အခြေအနေမျိုးတွေရှိမှလာတယ်ကျွန်တော်တို့ဒီနေ့ကျွန်တော်ဝိစီဝသုံးဆွဲတဲ့ကျွန်တော်တွေအားပြီးတော့ကျွန်တော်တနေ့ကိုဒီ150နဲ့200ကြားမှာတက်ပြီးနေတယ်။ဟုတ်ကဲ့။ဒါတော့ကျွန်တော်တို့ကမင်းစီဝါဆိုတဲ့နေရာမှာစလိတ်ဘောအစကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်ကစကျွန်တော်တို့သုံးဆွဲပြီးဒီကကျွန်တော်တို့တိုက်နေတယ်။ဒါတွေကဒီကနေစပြီးတော့လည်းဆွဲတဲ့ဆိုတဲ့လုပ်ငန်းစဉ်တွေကနောက်ဆက်တွဲပါလာတယ်။နောက်ဆုံးတကယ်ကြီးအနေနဲ့စလိတ်လေးတောက်ကြည့်ပါဦး။ဟုတ်မိုးလေးစားကြည့်ပါဦးဆိုတဲ့ပုံစံမျိုးတွေပြီးတော့ဝိစီသမားတွေဖြစ်ဖို့ဝိကျုံပေါ့ဒီလိုချင်းတိုက်တွန်းရဖြစ်တဲ့အတွက်ဖြစ်နိုင်မှာဆိုရင်နာဂတ်လူတွေအနေနဲ့ဝိစီဝါနဲ့ပတ်သက်လာရင်ဒီစလိတ်ကုန်းအစရှောင်ပြီးတော့ရှားနိုင်တဲ့ဒီငယ်တွေဖြစ်ဖို့ကျွန်တော်တိုက်တွန်းပါတယ်။ဒါတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာဝိစီဆွဲနေတဲ့လူတွေတွေ့ရဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ရက်ွက်အုပ်ချုပ်ရေးမှုရည်တစ်ဆင့်ကျွန်တော်တို့ဒီတောင်းခံလို့ရပါတယ်။ပြီးတော့ကျွန်တော်တို့ပြန်လည်တော်ရေးစကန်တရှိရာဒီသင်္ကန်းကြီးတောင်ကျွာသိကျွော်မှာရှိတဲ့ဝိစေးပြစကန်ပြန်လည်တော်ရေးစကန်ကိုလည်းပြန်လည်ပြီးတော့ကျွန်တော်ချိတ်ဆက်လို့ရပါတယ်။ဒီမှာရုံးကုန်းနေနေရတော့ကျွန်တော်တို့က6633 2003ဆိုတဲ့ဖုန်းနံပါတ်ကိုလည်းချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဟိုအချိန်မီဆက်တယ်